BDS bearing နားမှာရှိတယ်လူကြီးတွေသဘောကျတယ် resort type ပုံစံ condo project လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းတယ် BDS bearing နဲ့1 km လောက်ပဲအကွာအဝေးမှာရှိတယ်ပြီးတော့ဒီ condo ဘက်ကနေဆိုရင်လည်းကျွန်တော်တို့ shuttle bus စီစဉ်ပေးထားတာကိုတွေ့ရတယ်ဗျ။ဒီနားမှာလည်း international school တွေရှိပြီးတော့နောက်ထပ်ဆောက်လုပ်မယ်ဘာမိုဂရတ်တက်ကြီးရဲ့ကျွန်တော်တို့ဆေးရုံတစ်ခုစောက်လုပ်အောင်မှာဖြစ်ပါတယ်ဗျဒီ project နားမှာပဲ။ဒါကတော့ကျွန်တော်တို့ one bedroom 35 square meter သူ့ရဲ့ဈေးအနေနဲ့ဆို 2.5 million ဝန်းကျင်လောက်ပဲရှိတယ်။ supply ရဲ့ပုံစံမျိုးအတိုင်းပဲဝင်ချင်းမှာ living room ဒါရိုးရှင်းရှင်းပဲဒါကျွန်တော်တို့အိမ်ခန်းပြီးတော့ဒါတော့ကျွန်တော်တို့မြန်မာတွေကြိုက်တဲ့ kitchen separate ပေါ့ဒီခန်းလေးကကျွန်တော်တို့ one bed plus 44 square meter living room space အကျယ်ကြီးရှိရဲကျွန်တော်တို့ဒီမှာကတော့ဒါ kitchen ကောင်တာပေါ့ဒါကတော့ multi purpose room ပြီးသွားရင်တော့ဒါကတော့ကျွန်တော်အိမ်ခန်းလေးပေါ့